မင်္ဂလာပါကျမတို့ကပေါ့နော်အလုသမားစာပွေရုပ်လပ်ထောက်ဆွဲ48မှာဖြစ်ပါတယ်ရှင်ဒီနေ့ပေါ့နော်အမြန်လို့နေတဲ့အလုငါခုလေးကိုလာပြောပြပန်းဖြစ်ပါတယ်နံပါတ်1အလောက်ကပေါ့နော်ဒီဘန်ပရိဘက်မှာအဲ့ပေါ်တက်ကြီးကိုဖြူစုတဲ့အလုပ်ပေါ့နော်ဒီအိုက်ကတော့တထေးမိသားစုပေါ့နော်လူအိုနေရောက်ရှိတဲ့အဲ့နှစ်ထပ်အိုက်ဖြစ်ပါတယ်ရှင်လစာကတော့တလက်ကို1500ဘတ်ပေးပါတယ်နိုင်ရက်ကတော့တစ်ပတ်ကို1ရက်ပေါ့နော်နိုင်ရက်မနာဘူးဆိုရင် OT 900ဘတ်ဖြစ်ပါတယ်ရှင်နောက်တစ်နေ့ကတော့ရှင်ဘူဒီဘက်မှာပေါ့နော်မွေကင်စားခလေးထိုင်အလုပ်ဖြစ်ပါတယ်ရှင်ဒီအိုက်ကတော့ခလေးနဲ့အိတ်စာမလို့ပါဘူးเนาะလစာကတော့တလက်ကို1800ဘတ်ပေးတယ်နိုင်ရက်ကတော့တစ်ပတ်ကို1ရက်ပေါ့เนาะနိုင်ရက်မနာဘူးဆိုရင် OT 900ဘတ်ဖြစ်ပါတယ်နောက်တစ်နေ့ကတော့ဆလာဘူဒီဘက်မှာပေါ့เนาะရွရွအိုက်ပေါ်တန့်စီအလုပ်ဖြစ်ပါတယ်ရှင်ဒီအိုက်ကပေါ့เนาะတထေမိသားစုကတော့လူကြီးတယောက်ရှိတယ်ပြီးလို့စင်ခလေးနဲ့ရောက်ရှိတာပေါ့เนาะလစာကတော့တလက်ကို1300ဘတ်ပါနိုင်ရက်ကတော့တစ်ပတ်ကို1ရက်ပေါ့เนาะနိုင်ရက်မနာဘူးဆိုရင် OT 900ဘတ်ဖြစ်ပါတယ်နောက်တစ်နေ့ကတော့ဒီစာထောင်ဘက်မှာပေါ့နော်အိုက်ဘော်ခလေးထိုင်အလုပ်ဖြစ်ပါတယ်ဒီအိုက်ကတော့တထေမိသားစုပေါ့နော်လူကြီး2ယောက်ရဲ့ခလေး3ယောက်ရှိပါတယ်ဒီအိုက်ကတော့ခလေးထိုင်တဲ့လူခံ1ယောက်စီထားပြီးဖြစ်ပါတယ်ရှင်လစာကတော့တလက်ကို1500ဘတ်ပါနိုင်ရက်4ရက် OT 900ဘတ်ဖြစ်ပါတယ်နော်နောက်ဆုံးတစ်နေရာကတော့ဒီဘန်ခဲဘက်မှာပေါ့နော်ရွရွအိုက်ပေါ်တန့်စီအလုပ်ဖြစ်ပါတယ်ရှင်ဒီအိုက်ကတော့နှစ်ထပ်အိုက်ဖြစ်ပါတယ်ပြီးလို့စင်တထေမိသားစုကပေါ့နော်လီကြီးတက်နေရောက်ရှိပါတယ်ပြီးလို့စင်ခွဲကောင်သေးတကောင်ရှိပါတယ်ပေါ့နော်လစာကတော့တလက်ကို1200ဘတ်ပါနိုင်ရက်4ရက် OT 900ဘတ်ဖြစ်ပါတယ်ရှင်ဒီအလောက်လေးကိုပေါ့နော်စိတ်ဝင်စားလို့ရှိရင်ကျမတို့ရဲ့ရုပ်လပ်ထောက်ဆွဲ48မှာဝင်လာပြီးတော့အလုပ်လာစမလို့ရပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်